every night are we paradise seems so far away. Still I try to buy myself some time to get me to that place. All I want is you. Staying up till we want to. Tell you what I bet that we could see it new. I wanna အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ပင်လောင်းမြို့မမြင်ဘူးတဲ့သူတွေအတွက်လိုက်ပြမှာဖြစ်ပါတယ်မမြင်ဘူးတော့လိုင်းမြို့မှာတော့ကြားဘူးနားပါရှိကောင်းရှိပေမဲ့တကယ်လက်တွေ့ကျွန်တော်ရိုက်ပြမှာဖြစ်ပါတယ်ဆိုတော့ပင်လောင်းမြို့ကဘယ်လောက်တာလဲပင်လောင်းမြို့ထဲမှာဘာတွေရှိလဲပင်လောင်းမြို့ရဲ့ဓလေ့တွေတိုင်းသားတွေရဲ့ကျွန်တော်တို့ပို့လူမျိုးတွေရဲ့ကာချာတွေပေါ့နော်ကျွန်တော်လက်လန်းမိတဲ့လောက်ရိုက်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုဆက်ပြီးတော့ကြည့်ပြပါအောင်ကားစီးရလုံးဝအဆင်ပြေပါတယ်။ကားမိုးတော့ခါတိုင်းဆိုကျွန်တော်မတည်ချင်တော့ဘူးလေဒီခါလုံးဝမဟုတ်ပါဘူး။တော့ခီးသွားတာများလို့ထင်ပါတယ်။ဒါဆိုရန်ကုန်မှာနေတာများလို့ရှိရင်ကားခဏခဏစီးရတယ်ဘာလို့ကားစီးနေအချိန်ဖြစ်သွားရင်မမိုးတော့ဘူးနော်။နဲနေပြန်စီးမယ်ဆိုရင်တော့တော်တော်မိုးပါတယ်။ကျွန်တော်ရဲ့ feeling ကတော့ကိုလက်ရှိကျွန်တော်စီးနေတာတိတ်တန်းကြနေပါတော့။ရန်ကုန်ကနေတောင်ကြီးကိုမနေ့ဟုတ်ရန်ကုန်နေတယ်ဟုတ်ပါဘူးရန်ကုန်နေပြင်လောင်းလက်ကောကျွန်တော်တို့ကရန်ကုန်နေလွန်ကောက်ကောက်မှာပြင်လောင်းကိုနေ့7နှစ်လောက်ရှောက်ပြီးပြောပါတယ်တော့ကြာတယ်ကတော့73မိုင်ကောက်ပါတရက်နဲ့နေ့တစ်ဝက်လောက်ကြာတယ်ပေါ့နော်ဟောဒီကျွန်တော်အမြန်လန်းမိုင်30လောက်ရောက်ချင်တယ်ရှိလောက်ပြီရှိတော့ကျွန်တော်ပြင်လောင်းမှာရာသီတို့ဘယ်လောက်အေးတယ်ပြင်လောင်းတွေဘယ်လောက်လှတယ်ဆိုတော့ဗီဒီယိုရဲ့အဆုံးမှာဆက်လာကြည့်ပြီပါโอเคဘိုင်ဆက်လာနေပါဒါပေမဲ့ဆက်ကြိုက်ဆက်ကြိုက်ဒီကနန်းခီးတယ်မင်းစားနိုင်ကျွန်တော်ဖုန်းကိုရိုက်ပြမယ်နော်115မိုင်မှာလိုင်းလုံးဝမရပါဘူးနော်အင်တာနက်ဖွင့်ကြည့်လိုက်ပါနော်တက်ကုန်မတက်ပါဘူးအဲ့တော့ KP တွေပါလေကြိုထုတ်လာပါလို့ကျွန်တော်ပြောချင်အခုကျွန်တော်တို့ KP တွားထုတ်တာပတ်စံအများကြီးပေးလာဟုတ်ကဲများကြိုင်ထားပါဟယ်လိုကျွန်တော်အခုသမင်းဆိုင်ပါနော်အရင်စိတ်ကြည့်ပါလေရန်ကုန်နေလာမယ်ဆိုရန်ကုန်နေစားလေးတခုခုထည့်လာပါနော်ပို့ပြီးတော့ကောင်းပါလေဘတ်ဂျက်ရွှေသားခြင်းနေဆိုလို့ရှိရင်ထည့်လာတင်တယ်ပေါ့နော်ဒီမှာသမင်းပြူတပွဲကို3000ပေါ့ငါးကြော်လေး2000 8000လောက်ပေးရပါတယ်တိတ်တော့အဆင်ပြေမနေဘူးပေါ့နော်โอเคဟာအန်ကောလက်ပုံ what the fuck ကျွန်တော်တို့ကျွဲသက်ဆောင်ကိန်းနားနေတာပေါ့နော်ဒီမှာအေးရပါတယ်မီးလုံးနေတာပါဒီမှာအများအေးပါတယ်ဒီချိန်နောက်မှဆိုင်နေရရတော့လည်းမတူဘူးပေါ့နော်ကိုယ်ဆိုင်တော့ရလာရ
အေးတယ် ကျွန်တော်အခုရောက်နေရတော့တီချစ်ကိုရောက်တော့မှာဖြစ်ပါတယ်ရှမ်းတောင်ပေါ့နော်ရှမ်းတောင်မှာဒီလိုရွာတိုင်းဒီလိုလေးကနေရမ်းထားတာပေါ့နော်ဆိုတော့လာလေမယ်ဆိုလို့ရှိရင်တင်လောင်းလာမယ်ဆိုရင်ဒီလမ်းကိုလာစီချင်ပါတယ်တလန်းလုံးကမလာတဲ့နေရာမရှိပါဘူးတကယ်ကိုလှတာပါမိုက်ပါလေကြည့်ပါနိုင်ထိုးပြီနော်9နိုင် ဟုတ်တယ်9နိုင်ထိုးပြီနော်9နိုင်ထိုးရတော့မှမြူနေနဲ့ဒီလိုဆိုင်းနေတယ်ဆိုမှတော့စဉ်းစားကြည့်ပြမနက်စောကြီးဆိုရင်ကျွန်တော်ဘာမှမမြင်ဘူးပေါ့ ဒီကျေးရောက်ပြီမြို့တော်မမြင်ရသေးဘူးအမှန်တော့ဟိုဘက်မှာဆက်ရောက်ကြည့်ရပါမြင်ရဖြစ်ပါတယ်ဒီချိန်မှာတော့ဘီလက်မြေဆက်ရုံရှိရပါတော့ငါးဘီလက်မြေဆက်ရုံရှိတယ်အဲ့ဒါတော့အားလုံးသိကြမှာဖြစ်ပါတယ်ရန်ကုန်မှာလည်းရန်ကုန်စက်မှုဆောင်တွေမှာရှိတယ်ဒီကဘီလက်မြေထုတ်လို့တဲ့ဆက်ရုံစားကြည့်ကြည့်လေအားပြစကလုံးတွေမှာတော့တို့ပြချုပ်ကနေလာတယ်ရောကောင်းရှေးဟောင်းရဲ့ပါ ကိုနိုင်ငံဘယ်လောက်လာကြသိရှင်ဒီနိုင်ငံတွေထွက်ကြည့်အဲ့ဒါမှကန်စားလို့ရတယ်ဟုတ်ရဲ့ရှေးဟောင်းရဲ့ရောက်ပါ ဟုတ်ကဲ့ညာတော့ဒီတော့ဟုတ်ကဲ့ညာဆိုတော့ လက်ထက် ဒါဒီချစ်စီးလားဒီချစ်စီးလားဒီလိုကောင်းမဲ့ပုံပဲเนาะကြည့်ရအခုရှိတာတော့နည်းနည်းဒီလိုဒီညံမချေဒီမှာလေ အခုမှနေတာသားတယ် အာဖရိကမှာမိုးရွာတယ်ပဲเนาะအာဖရိကမှာမိုးရွာရမ်းပြောတယ်ဒီမှာနေတာရင်လို့ရှိရင်ရမ်းပြောတယ်ဆမ်းတယ် ဟုတ်တယ် ဒီရိုးရဝတ်သားချင်ဒီချက်မှာတော့အများစုကပို့အိုးတွေရှိမှာเนาะဒါဘာရှိမှာတနုရှိတယ် ရှမ်းနေတယ်ရှိ ရှမ်းရှိတယ်เนาะအဲ့လိုမျိုးဆုံးနေနဲ့တိုင်းရင်းသားတွေအဲ့လိုတွေရှိတာပို့ပြီးတော့ဒါရှမ်းတော့ကြပါလေဒီချက်ကမြို့လာကျွတ်မြို့မြို့လာ တင်အောင်လူမျိုးပေါ့တောင်ရိုးလည်းနေတောင်ရိုးလူမျိုးလည်းရှိစားတူကြောလူလူလေးစား ပြောကြတယ်ရဘယ်ပဲစားအတုံးနေလားရောဝယ်လာတော့တော့ စိတ်သက်စေနိုင်ရောလေ ဟ
ကျွန်တော်တို့ကိုမြင်တွေ့နေရတော့ပင်လောင်းမြို့မှာဈေးရောက်နေပါပြီအဲ့တော့ ဒီဆေးလေးမဟုတ် ဈေးနေမဟုတ်လားအာ This kind of market just only has in Penang, you know? Yeah. Oh. ဖြာလေးလေးရဆိုမိုက်တယ်ကြည့်ပါကာထားတာလေးကပင်လောင်းစီးထဲမှာတော့မြင်တဲ့တိုင်းပဲပေါ့နော်ကျွန်တော်ကျေဆဲပြီးတော့မရှင်းပြတော့ပါဘူး